ကျူမပါတဲ့ဘရီဆော့ကတ်တွေကိုဘယ်လိုပြင်မလဲဟောပါပြီအားလုံးပဲမင်္ဂလာပါဟိမွန်ဘိုင်းမှာလာကြိုဆိုပါရပေါ့နော်ဒီနေ့အခုကျွန်တော်ဗီဒီယိုလေးတစ်ခုကို sharing လုပ်ပေးမယ်ဟောတည့်ရဲ့ဆရာများကြောသားပါကွာမသိတဲ့ညီကိုတွေအတွက်လည်းဖြစ်ပါတယ်နောက်ပြီးပစ္စည်းရှားတဲ့ညီကိုတွေအတွက်ပေါ့နော်ပစ္စည်းအလွယ်တကူမရနိုင်တဲ့ညီကိုတွေအတွက်ဒီနည်းလေးကိုစမ်းကြည့်တင်လို့ရပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ battery socket တွေမှာပေါ့နော် battery socket တွေမှာမြင်ရလားမသိဘူးเนาะအားလုံးကျွန်တော်တစ်ချက်တော့ပြပေးမယ်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကိုဖြုတ်ပြီးတော့ကျွန်တော်တို့ကြိုးဆက်လိုက်ရင်ဒီပေါ့နော် power ဖွင့်ပိတ်ဒါတွေရရပေါ့နော်အဲ့လို power ဖွင့်ပိတ်ဖြစ်တာ ampere မတောင်းတော့လို့ဒါကျွန်တော်တို့အဲ့လိုမျိုးယူဆလို့ရတယ်ပေါ့နော် power key ကြောင့်မဟုတ်ရင်ပါတော့ဒါကတော့အကြမ်းမြင့်ပေါ့နော်ဖြစ်နေကြerror လေးကိုကျွန်တော်ပြန်ပြီးတော့ shine လုပ်ပေးရပါဟိုးရင်တော့ပေါ့နော်တော်တော်ကြာပြီတင်ထားတဲ့ board တစ်ခုမှာကျွန်တော်ဗီဒီယိုတစ်ခုနဲ့တည်တည်ချာချာလေးလုပ်ပေးမယ်လို့ပြောထားတဲ့ဟာလေးတစ်ပုတ်ရှိရပါတော့ဒါပေမဲ့ကျွန်တော်မလုပ်အကြောင်းမျိုးကြောင့်ကျွန်တော်မလုပ်ပေးနိုင်ခဲ့သေးဘူးပေါ့နော်ခုတော့ကျွန်တော်ဒီနေ့တော့ sharing လုပ်ပေးပါမယ်ဒီဗီဒီယိုကစာပေညီကိုအတွက်ကိုအလွန်ကိုကြိုးရှိမဲ့ဗီဒီယိုတစ်ပုတ်ဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒါကျွန်တော်ကြည့်ကြည့်အောင်ဒီမှာဆိုရင်ဒီကောင်လေးပါတယ်ဖြုတ်ပြီးကြိုးဆက်လိုက်ပေါ့နော်ဒါကတော့အားလုံးတော်တော်များများသိပြီးသားဖြစ်မှာပါဒီမှာပြဿနာပေါ့နော်ဒီကောင်မှကြောင့်ပါတော့နောက်တစ်ခုသိထားမှာဒါခဏကောင်လည်းမျိုးပေါ့နော်ဒါကသူကဘယ်လိုပြောမလဲနော် IC သဏ္ဍာန်ပုံစံမျိုးပေါ့နော်ဒီကောင်ကကြတော့ဖြုတ်လို့မရပါဘူးနော်ဒီကောင်မဟုတ်ပါဘူးဒီကောင်ဖြုတ်လို့မရပါဘူးအဲ့ကြတော့ဖြုတ်လို့လည်းမရဘူးဒီကောင်ဖြုတ်လို့လည်းမရဘူးကျိုးကကြတော့ဘယ်ဟာကြော်ဖို့ကခဏသဏ္ဍာန်ဟာမျိုးလေးနဲ့တူတာပါလားဆိုတော့လည်းမပါဘူးเนาะကျွန်တော်တီစီချာလေးကွဲကွဲပြားပြားလေးပြပါမယ်မြင်ရလားမသိဘူးเนาะဒီမဲ့ဒါပဲဒီဘက်အကောင်လေးဖြုတ်ပြီးကြိုးကြော်ပေါ့ဒီကောင်ဆိုရင်ဒီဘက်အကောင်ကြတော့တူလားမတူဘူးเนาะဒီကောင်ဖြုတ်လို့မရဘူးပေါ့เนาะပြောချင်တဲ့တိတ်ပဲအဲ့ဒီဆိုတော့အဲ့ကြတော့ဘယ်လိုမျိုးကျွန်တော်တို့ပြင်မလဲကျွန်တော်တို့အဲ့ဆိုရင်နောက်တစ်ခုပြန်ပြီးစဉ်းစားကြည့်အောင်ပေါ့เนาะဘာလဲဆိုရင်အဲ့လိုမျိုးတွေဘာကြောင့်ဖြစ်ရတာလဲပေါ့เนาะဒီကတော့ ampere တောင်းတင်းမှုမရှိတော့လို့ဖြစ်တယ်ပေါ့เนาะဒီနည်းဒီဟိုအလုံး100လိုင်း100လုံးတော့မရနိုင်ပါဘူး80လောက်တော့ရနိုင်ပါတယ်တချို့ပရိယာကျတော့သူ့ရဲ့ဆဲတွေအောင်မကောင်းတော့လို့ဒါမိုးတွေဖြစ်တယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ ampere မတောင်းတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဘယ်လိုမျိုးပြုပြင်ထိမ့်သိမ်းပြင်ထားလဲဆိုရင်ကျွန်တော်တစ်ချက်ပြပေးမယ်နော်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်စီကိုခုလာအပ်တဲ့ဟာလေးက Redmi 9ပေါ့နော် Redmi 9ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ဖြစ်တယ်နော်ဆက်ကြီးလည်းပူလာပြီးရောတဲ့ပိတ်လိုက်ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ပဲဖြစ်တယ်ပေါ့နော်ကျွန်တော် power key လွတ်ကြည့်တယ်အဲ့တိုင်ပဲပေါ့နော်တစ်ချက် Redmi ဆိုတာပေါ်တယ်ခဏလေးနောက်10မိနစ်လောက်နေဖတ်ဆိုပြီးပြုတ်ကြသွားတယ်ပြီးရင်ဆက်ပူလာပြန်ပေါ်လာပါတော့အဲ့ရတာလေးပေါ့အဲ့ဆိုကြည့်ကြည့်ရအောင်နော်ဒါကသူ့ရဲ့ battery ဖြစ်ပါတယ်ဒါသူ့ရဲ့ battery ဖြစ်ပါတယ်ဒီမှာကျွန်တော်ကြော်ထားတဲ့ဟာလေးတစ်ချက်ပြပေးမယ်နော်မြင်ရလားမသိဘူးနော်ဒီမှာနော်ဒီမှာဒီကိုလန့်ကြော်လိုက်တာနော်ကြော်လာတော့ရပါတယ်ကျန်တဲ့နေရာကိုကြော်လိုက်ရတယ်ကျွန်တော်ကအနီးနားအောင်ဟောပဲကြော်လိုက်တာအဲ့ဆိုတစ်ချက်ကြည့်ကြည့်အောင်နော်ကျွန်တော်တို့လောက်တာအဆင်မပြေကျွန်တော်တစ်ချက်တည်းတစ်ခါတည်းဆန့်ပြပေးမယ်ပေါ့နော်ကောင်းလာလို့မေးရင်တော့လူမျိုးကြိုးကြော်တာတွေကောင်းလာမယ်နော်ကျွန်တော်တို့ဒါတော့ပစ္စည်းဝယ်များတဲ့နေထားပေါ့နော်နောက်ပြီးတော့ကုန်ကြစိတ်လည်းမများခြင်းဘူးဆိုတော့ကန်ဆာမာတွေအတွက်ဆိုရင်တော့ဒီနည်းလေးကလုပ်ပေးလို့ဆင်ပြေရပေါ့ပတ်စံကုန်ကြခံနိုင်နေပါဆိုတော့အစ်စ်ထည့်ပေးလိုက်ပေါ့နော်ဒါကတော့ပြင်တဲ့သူပေါ်မှာမူတည်ရပေါ့နော်ဒီဧည့်သည်ပေါ်မှာမူတည်ရပေါ့ကျွန်တော်ဝင်လိုက်နော်တစ်ချက်ကြည့်ကြည့်အောင်နော်ဒီဗီဒီယိုလေးကြည့်နေတဲ့သူတွေအတွက်အကျိုးစုံတစ်ခုရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်တော့လည်းဒီလိုမျိုးဖုန်းနဲ့ပတ်သက်တဲ့ error လေးတွေဒီ solution လေးတွေကိုကျွန်တော်မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်ဖတ်မိနာနော်တော်နည်းနည်းလေးတော့ကြာမယ်ခဏလေးတစ်ချက်စောင့်ကြည့်ပေးပါဒီဗီဒီယိုဒီနော်ဖြန့်ညက်ကတစ်ခုမှလောက်တာမရှိပါဘူးကြော်ချင်းခွာချင်းဘာတစ်ခုမှကျွန်တော်လောက်မထားဘူးနော်ဒီလိုခြားလေးတီးစေချင်လို့ပါတင်ပေးခြင်းဖြစ်တယ်ပေါ့နော်ဒီသားဆရာကြီးကတော့ကြော်တော့ပါမတည်သေးတဲ့ညီငယ်အတွက်ပဲရည်ရွယ်တဲ့ဗီဒီယိုလေးတစ်ပုတ်ဖြစ်တယ်ပေါ့နော်
ညနေနော်ပထမတစ်ခါတော့လို့မျိုး Redmi နဲ့တက်လိုက်ကြလိုက်ဖြစ်တာနော်ခုဒါ scan logo ပေါ့နော်ရောက်သွားပြီနော် file logo scan logo ကြော file logo ကြောပြီး scan logo ရောက်သွားပြီနော်တစ်ချက်ကြည့်ကြည့်အောင်ဒါဆိုတော့ရသွားပါပြီအားကသူလက်ရှိအားเนาะကျွန်တော်ဒီမှာမီးရောင်နေလို့ခဏကျွန်တော်ကြည့်ပေးမယ်85ရှိရပေါ့နော်ဒီကောင်က85ရှိတယ်နော်ဒါဆိုတော့ရပြီပေါ့နော်ဟုတ်ကဲ့ပါကြိုးဒီဆိုတစ်ခုရမယ်လို့ညွှန်လင့်ပါတယ်အားပေးမှုကိုအထူးပဲကျေးဇူးတင်ရှိပါတယ်